ပါရှင်ဘဝသင်ခန်းစာ Audio Story Channel ကနေကြိုဆိုလိုက်ပါတယ်ဆက်လက်အားပေးဖို့ Subscribe လေးနှိပ်ပေးခဲ့ပါအောင်နော်အခုတင်ဆက်ပေးမှာကတော့တိမ်ဆိုင်ထက်ကတန်မဏိသစ္စာအပိုင်း1ဖြစ်ပါတယ်အမတ်ချုပ်ရဲ့ချင်းချောင်းမှုအောက်ကပန်းချပြရွာလေးကိုကဲတင်မှုလီဝေနဲ့ရှောင်းလင်းတို့မောင်နှမဘယ်လိုရင်ဆိုင်မလဲရန်သူတွေကြားထဲကနေဖောက်ထွက်မဲ့တိုက်ပွဲအကျဉ်းသားတွေကိုအခုပဲနားဆင်လိုက်ပါတော့ရှင်။နှက်ခင်းရဲ့မြူနင်းတွေကြားမှာအမတ်ချုပ်ရဲ့စစ်တီတော်တွေကရွာလေကွင်းပြင်မှာရွာသားတွေကိုဒူးထောက်ခိုင်းထားတယ်။ကြောက်ဖုံးရဲ့မျက်နှာအေးဆက်ဆက်နဲ့ရက်စက်မှုတွေပြည်နေတာပေါ့။ငါတနာရီပဲအချိန်ပေးမယ်။လီဝေနဲ့စာလိုက်ကိုမအပ်ရင်ဒီရွာကိုပြဖြစ်အောင်လုပ်ပစ်မယ်လို့သူကအော်ဟစ်လိုက်တဲ့အတန်းဟာတောင်ချိုင်ဝမ်းတစ်ခုလုံးကိုတုံခါသွားစေခဲ့တယ်။ပပဲဖိုထဲမှာတော့လီဝေဟာသူ့ရဲ့ဓာတ်ကိုကြစ်ကြစ်ပါအောင်စုပ်ကင်ထားတယ်။သူကအပြင်ကိုထွက်ပြီးရင်ဆိုင်မှုပြင်နေပေမဲ့ပပဲဆရာကြီးမှုဖုံးကတားထားရှာတယ်။လီဝေမင်းခုထွက်သွားရင်သူတို့မင်းကိုတည်းမကောက်ဘူး။တရားလုံးကိုပါတတ်လိုက်မယ်။ငါတို့ညံသုံးရမယ်တဲ့။အဲ့ဒီအချိန်မှာပဲရှောင်းလင်းလေးကသူ့မတညလုံးတီထွင်ထားတဲ့အရာလေးကိုထုတ်ပြလိုက်တယ်။အဲ့ဒါကတော့တန်တိုတန်စတွေနဲ့လှုပ်ထားတဲ့အလျိုအလျောက်မြားပစ်စနစ်အသေးစားလေးတွေပါရှောင်းလင်းလေးဟာအရင်ကလိုကြောက်တတ်တဲ့ကလေးမလေးမဟုတ်တော့ပဲဘေးအန္တရာယ်ကြောက်နေတဲ့အချိန်မှာထွက်ပေါက်ရှာတတ်တဲ့စစ်တီတော်လေးတစ်ယောက်ဖြစ်နေပါပြီကိုဒီစစ်တွေကိုရွာရဲ့ဝင်ပေါက်တင်မှာတတ်ထားမယ်ရန်သူတွေလန့်သွားတဲ့အချိန်မှာကိုကအမတ်ချုပ်ကိုတိုက်ခိုက်ပါလို့သူမကအကြံပေးလိုက်တယ်လီဝေကညီမလေးရဲ့ရင်ကျက်မှုကိုကြည့်ပြီးအားတက်သွားရတယ်ဒါပေမဲ့သူတို့မမျှော်လင့်ထားတဲ့အလှည့်ပြောင်းတစ်ခုကပေါ်လာပြန်တယ်အဲ့ဒါကတော့စီနီယာမမချင်းရွှဲကရွာသားတွေကြားထဲကနေထွက်လာပြီးအမတ်ချုပ်စီကိုတက်တဲ့လျှောက်သွားတာပါပဲအမတ်ချုပ်ရှာနေတဲ့သူကဒီရွာမှာရှိတယ်လို့သူမကပြောလိုက်တဲ့အခါလီဝေရင်ထဲမှာမိုးချိုးပစ်လိုက်တယ်လို့ခံစားလိုက်ရတယ်မမကျွန်တော်တို့ကိုတစ္ဆာဖောက်လိုက်တာလားလို့သူကကြိတ်ပြီးရေရွတ်မိတယ်အမတ်ချုပ်ကချင်းရွှဲကိုမြင်တော့ခဟဟရဲလိုက်တယ်ကောင်းတယ်ချင်းရွှဲစာလိတ်ကိုပါယူလာခဲ့လို့ပြောလိုက်တဲ့အချိန်မှာပဲချင်းရွှဲကသူမရဲ့အင်ကြီးလက်ထဲကနေဓမြောင်ကိုထုတ်ပြီးအမတ်ချုပ်စီကိုခုံဝင်လိုက်ပါတော့တယ်။ဒါပေမဲ့ကြောက်ဖုံးကလည်းတိုင်းပညာမညံ့ဘူးလေ။သူကချင်းရွှဲရဲ့တိုက်ကွက်ကိုရှောင်လိုက်ပြီးသူမကိုပြန်လဲတိုက်ခိုက်ပါတော့တယ်။ရွာလယ်မှာတိုက်ပွဲကပြင်းထန်လာပြီးဒီဝေလည်းပုံနေလို့မရတော့တာနဲ့အပြင်ကိုခုန်ထွက်လိုက်ပြီးတန်မဏိနဂါးသားနဲ့ရန်သူတွေကိုဝေယံလိုက်တယ်။ရှောင်းလေးရဲ့မြတ်ပြက်ဆက်တွေကလည်းတပြိုင်နက်တည်းအလုတ်လုတ်လာပြီးရန်သူတွေကိုဖျို့ဖျဲဖြစ်သွားစေခဲ့တယ်။ဒါပေမဲ့အမတ်ချုပ်ရဲ့ဘေးမှာရှိတဲ့လှိုးဝဲစစ်တီတော်တွေကလီဝေတို့ထက်အင်အားပိုကြီးနေပါတယ်။တိုက်ပွဲကြားမှာလီဝေနဲ့ချင်းရွှဲကိုကယ်ဖို့ကြိုးစားပေမဲ့ကြောက်ဖုံးလဲချင်းရွှဲကိုတစားကန်အဖြစ်ဖမ်းဆီးလိုက်နိုင်ပါတယ်။လီဝေစာလိတ်ကိုအခုချက်ချင်းပေးမဟုတ်ရင်မင်းရဲ့စီနီယာမမဒီနေ့သေရမယ်လို့သူကအော်ဟစ်လိုက်တယ်။လီဝေဟာရှစ်မတိုးတာနောက်မဆုတ်တာဖြစ်သွားရတယ်။စာလိတ်ကိုပေးလိုက်ရင်တိုင်းပြည်ရဲ့လှိုးဝဲချက်တွေရန်သူလက်ထဲရောက်သွားမယ်။မပေးရင်လည်းသူ့ကိုကူညီခဲ့တဲ့မမတေးရတော့မယ်လီဝေဟာသူလေးစားခဲ့ရတဲ့စီနီယာမမချင်းရွှဲကိုကယ်ဖို့အတွက်တိုင်းပြည်ရဲ့လိုအပ်ချက်တွေပါတဲ့စားလိတ်ကိုပေးရတော့မယ်အခြေအနေကိုရောက်နေတာပါလီဝေဟာစားလိတ်ကိုရင်ဘတ်ထဲကနေဖြည်းဖြည်းချင်းထုတ်လိုက်တယ်သူ့ရဲ့လက်တွေဟာတုံရင်နေပြီးမြင်ဝန်းတွေထဲမှာတော့နာကျင်မှုတွေပြည့်နစ်နေတာပေါ့အမတ်ချုပ်စားလိတ်ကိုယူလိုက်ပါဒါပေမဲ့မမကိုဘာမှမလုပ်ပါနဲ့လို့သူကတိုးတိုးလေးပြောလိုက်တယ်ကြောက်ဖုံးကစာလိတ်ကိုမြင်တော့လောပစောတွေထကြလာပြီးချင်းရွှဲကိုလွတ်ပေးလိုက်တယ်။လီဝေကစာလိတ်ကိုကြောက်ဖုံးစီကိုမြောက်ပစ်ပေးလိုက်တဲ့အချိန်မှာအံ့ဩစရာအလဲ့ပြောင်းတစ်ခုပေါ်လာပါတော့တယ်။အဲ့ဒါကတော့ချင်းရွှဲဟာကြောက်ဖုံးရဲ့လက်ထဲကနေရုံထွက်ပြီးစာလိတ်ကိုဆွဲယူကရွာလေကွင်းထဲမှာရှိတဲ့မိဘုံတွေကိုပစ်ဖဲလိုက်တာပါပဲ။စီနီယာမမဘာလို့လဲလို့လီဝေကအံ့ဩတကြီးအော်ဟစ်လိုက်တယ်။ချင်းရွှဲကမျက်ရည်တွေကြားနေလီဝေဒီစာလိတ်ကတိုင်းပြည်ကိုကဲတင်မှာမဟုတ်ဘူးဒါကအမတ်ချုပ်ရဲ့အကျိုးစီးပွားအတွက်ပဲငါတို့မိသားစုကိုသူတို့တစားကန်လှုပ်ထားတာမဟုတ်ဘူးငါကအမတ်ချုပ်ရဲ့သမီးအရင်ပဲလို့ဖွင့်ဟပြောလိုက်တဲ့အခါဒီဝေရဲ့ကဘာကြီးဟာပြိုလဲသွားတယ်လို့ခံစားလိုက်ရတယ်ကြောက်ဖုံးကစာလိတ်မီးလောင်သွားတာကိုမြင်တော့ဒေါသကိုပောက်ခွဲသွားပြီးချင်းရွှဲနင်ငါ့ကိုတစ္ဆာဖောက်ရဲတယ်ပေါ့အားလုံးကိုတပ်ပစ်ကြလို့အမိန်ပေးလိုက်ပါတော့တယ်တိုက်ပွဲကပြင်းထန်လာပြီးရွာသားတွေကလည်းအသက်လူပြေးနေကြရတယ်။လီဝေဟာစိတ်ပြည့်အားငယ်မှုတွေနဲ့အတူရန်သူတွေကိုတိုက်ခိုက်နေပေမဲ့အင်အားချင်းကအယမ်းကွာခြားနေတယ်။
အဲ့ဒီအချိန်မှာပဲရှောင်းလင်းလေးကသူမတီထွင်ထားတဲ့နောက်ထပ်အရာတစ်ခုကိုထုတ်ပြလိုက်တယ်အဲ့ဒါကတော့တန်တို့တန်စားတွေနဲ့လှုပ်ထားတဲ့မိโกဘုံအသေးစားလေးတွေပါရှောင်းလင်းလေးဟာရင်ကလိုကြောက်တတ်တဲ့ကလေးမလေးမဟုတ်တော့ပဲဘေးအန္တရာယ်ကြောက်နေတဲ့အချိန်မှာထွက်ပေါက်ရှာတတ်တဲ့စစ်တီတော်လေးတယောက်ဖြစ်နေပါပြီကိုဒီဖုံးတွေကိုခွဲလိုက်မယ်အဲ့ဒီအချိန်မှာကိုကမမနဲ့ရွာသားတွေကိုကယ်ပြီးထွက်ပြေးပါလို့သူမကအကြံပေးလိုက်တယ်လီဝေကညီမလေးရဲ့ညံကိုကြည့်ပြီးအားတက်သွားရတယ်ဒါပေမဲ့ကြောက်ဖုံးကလည်းမညံ့ဘူးလေသူကမိโกတွေကြားထဲကနေလီဝေကိုဓာတ်နဲ့တိုက်ခိုက်ပါတော့တယ်တိုက်ပွဲကြားမှာလီဝေကချင်းရွှဲကိုကယ်ဖို့ကြိုးစားခဲ့ပေမဲ့ကြောက်ဖုံးကချင်းရွှဲကိုဓာတ်နဲ့ခုတ်လိုက်တဲ့အတွက်သူမဒဏ်ရာပြင်းထန်စွာရသွားခဲ့တယ်လီဝေငါတောင်းပန်ပါတယ်ငါကြောင့်မင်းတို့ဒုက္ခရောက်ရတာလို့သူမကတေဂာနီးမှာပြောလိုက်တဲ့စကားကလီဝေရဲ့ရင်ကိုပိုပြီးနာကျင်စေခဲ့တယ်လီဝေဟာချင်းရွှဲရဲ့အလောင်းကိုပွေ့ချပြီးရှောင်းလင်းတဲ့အတူမိโกတွေကြားကနေထွက်ပြေးလာခဲ့တယ်သူတို့ရွာထဲကနေထွက်လာတဲ့အချိန်မှာပဲဗပဲဆရာကြီးမှုဖုံးကလီဝေစာအလိတ်မီးလောင်သွားပေမဲ့ငါမှအကျဉ်ရှိတယ်စာလိတ်ထဲမှာပါတဲ့လွှတ်ဝက်ချက်ကိုငါမှတ်မိတယ်လို့ပြောလိုက်တဲ့အခါလီဝေရင်ထဲမှာမျောလင့်ချက်အလင်းရောင်တစ်ခုပေါ်လာခဲ့တယ်ဗပဲဆရာကြီးတကယ်လားယင်လို့လီဝေကမေးလိုက်တယ်မှုဖုံးကဟုတ်တယ်အဲ့ဒီလွှတ်ဝက်ချက်ကဧကရမင်းမြတ်ရဲ့သွေးသားရင်းချာနဲ့ပတ်သက်တဲ့လွှတ်ဝက်ချက်မဟုတ်ဘူးအဲ့ဒါအမတ်ချုပ်ရဲ့အပြစ်တင်မဟုတ်ဘဲတိုင်းပြည်ကိုကဲတင်မဲ့စေးနီလွှတ်ချက်တဲ့အဲ့ဒီစကားကြောင့်လီဝေရဲ့ကဘာကြီးဟာနောက်တစ်ချိန်လှုပ်ခတ်သွားခဲ့ရတယ်စာလေးရဲ့တကယ်တန်ဖိုးကသူထင်ထားတာထက်ပိုးပြီးကြီးမားနေတာကိုကြောက်ဖုံးကဒီစေးနီကိုဘာကြောင့်လိုချင်နေတာလဲညနေပိုင်းမှာတော့ဒီဝေနဲ့ရှောင်းလင်းတို့တောအုပ်ထဲမှာပုန်းနေတော့အဝေးကနေနန်းတွင်းစစ်တီတော်တွေရဲ့မိတို့အလင်းရောင်တွေနဲ့ရင်းခွာတန်တွေကြားလာရတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့သူတို့ကအမတ်ချုပ်ရဲ့လူတွေမဟုတ်ဘဲဧကရမင်းများရဲ့လူဝစ်စစ်တီတော်ဖုံးဦးနဲ့သူ့ရဲ့အဖွဲ့ဝင်တွေဖြစ်နေကြတယ်။ဒီဝေငါတို့ကမင်းကိုကူညီဖို့လာတာအမတ်ချုပ်ရဲ့အကြံစီကိုငါတို့သိတယ်လို့ဖုံးဦးကပြောလိုက်တဲ့အခါဒီဝေရင်ထဲမှာစိတ်သက်သာရာရသွားခဲ့တယ်။လီဝေနဲ့ရှောင်းလင်းတို့ဟာဧကရမင်းမြတ်ရဲ့လွှတ်ဝက်စစ်တီတော်ဖုံးဦးနဲ့ပူးပေါင်းပြီးတိုင်းပြည်ကိုကယ်တင်မဲ့စေးနီလွှတ်ဝက်ချက်ကိုဖော်ထုတ်ဖို့ကြိုးစားနေကြတာပါသူတို့တောအုပ်နှစ်ကြီးထဲမှာခီးဆက်နေတော့ဖုံးဦးကလီဝေငါတို့တောင်ဘက်ကမြတ်ကြောက်တောင်စီကိုသွားကြမယ်အဲ့ဒီမှာဆေးဘက်ဝင်အပင်တွေပေါက်တတ်တယ်လို့ပြောလိုက်တယ်မြတ်ကြောက်တောင်ဟာလူသူမရောက်တဲ့အန္တရာယ်များတဲ့တောင်ကြီးတစ်ခုပါလီဝေနဲ့ရှောင်းလင်းတို့ဖုံးဦးနဲ့အတူဒီခီးစဉ်ကိုစွန့်စားဖို့ဆုံးဖြတ်လိုက်ကြတယ်လီဝေဟာစီနီယာမမရဲ့တစ္ဆာဖောက်မှုကိုကြုံခဲ့ရပေမဲ့ဖုံးဦးရဲ့ဧကရမင်းမြတ်ရဲ့ငကားတစိမ့်တော်ကိုမြင်တော့သူ့ကိုယုံကြည်ဖို့ဆုံးဖြတ်လိုက်ရတယ်ခရီးစဉ်မှာလီဝေဟာစီနီယာမမရဲ့တစ္ဆာဖောက်မှုကိုပြန်စဉ်းစားရင်နာနေမိတယ်ကိုမမချင်းရွှဲကကျမတို့ကိုကာဝယ်ဖို့စာလိတ်ကိုမီးရှို့လိုက်တာမဟုတ်ဘူးလားလို့ရှောင်းလင်းလေးကမေးလိုက်တယ်လီဝေကညီမလေးရဲ့မျက်နှာကိုကြည့်ပြီးတက်ပြင်းချတာဟုတ်တယ်ညီမလေးမမနောက်ဆုံးမှာတော့ကိုကျိုးစွန့်ပြီးငါတို့ကိုကူညီသွားရှာတာပဲလို့ပြောလိုက်တယ်လူတစ်ယောက်ရဲ့တကယ်ရည်ရွယ်ချက်ကနောက်ဆုံးအချိန်မှပဲပေါ်လာတတ်တာမျိုးပေါ့ရှောင်းလင်းလေးကတော့ခီးစင်မှာလဲသူမရဲ့ညံစမ်းတွေကိုဆက်လက်တီထွင်နေတယ်ကိုဒီဆက်ကအဝေးကနေအချက်ပေးနိုင်တယ်လို့ပြောပြီးသူမတီထွင်ထားတဲ့အလိုအလျောက်အချက်ပေးဆက်ကိုထုတ်ပြလိုက်တယ်ညနေပိုင်းမှာတော့သူတို့တောအုပ်နဲ့ကြီးထဲမှာခီးဆက်နေတော့အဝေးကနေအချက်ပေးတန်တစ်ခုကြားလိုက်ရတယ်ဖုံးဦးကချက်ချင်းပဲရန်သူတွေရောက်လာပြီးငါတို့အမြန်ထွက်ပြေးရမယ်လို့ပြောလိုက်တဲ့အချိန်မှာပဲတောအုပ်ကြီးထဲမှာလှမင်းရဲ့အလင်းရောင်တောင်မဖောက်နိုင်လောက်အောင်မောင်မဲနေတယ်ရှောင်းလင်းလေးတီထွင်ထားတဲ့အချက်ပေးတန်စုံနာနဲ့တပြိုင်နက်တပင်တွေပေါ်ကနေအရိပ်မဲကြီးတွေကလင်းတို့တွေလိုခုန်ဆင်းလာကြတယ်သူတို့ကအရင်ကရွာမှာကြုံတွေ့ခဲ့ရတဲ့အမတ်ချုပ်ကြောက်ဖုံးရဲ့တန်မန်စစ်သားတွေတော့မဟုတ်တော့ပါဘူးမျက်နှာကိုအနက်ရောင်ပဝါတွေနဲ့ဖုံးကွယ်ထားပြီးလှုပ်ရှားမှုတိုင်းကအတန်တောင်မထွက်ဘဲအထူးလေ့ကျင့်ထားတဲ့အရိပ်လူလောက်ကျန်သူများဖြစ်နေပါတယ်သူတို့ဟာလီဝေတို့အဖွဲ့နောက်ကိုခြေရခံပြီးဒီအထိလိုက်လာနိုင်ခဲ့ကြတာပါအားလုံးနောက်ဆုတ်ကြသူတို့ကတန်မန်လူတွေမဟုတ်ဘူးလို့ဖုံးဦးကအော်ဟစ်လိုက်ရင်သူ့ရဲ့လမ်းရှည်ကြီးကိုဝေရန်ကကာကွယ်လိုက်တယ်လီဝေကလည်းတမဏိနဂါရကိုချက်ချင်းဆွဲထုတ်ပြီးရှောင်းလင်းတဲ့ဗပဲဆရာကြီးမှုဖုံးကိုသူ့အနောက်မှာကွယ်ထားလိုက်တယ်လောက်ကျန်သူတွေရဲ့ခေါင်းဆောင်ကတော့အမျိုးသမီးတစ်ယောက်ပါသူမနာမည်ကရင်းလို့ခေါ်ပြီးအစိတ်ပိုးမားတွေနဲ့လှုပ်ထားတဲ့လက်နက်တွေကိုအသုံးပြုတဲ့နေရာမှာနာမည်ကြီးတဲ့ရစ်ဆက်သူတစ်ယောက်ပေါ့
သူမရဲ့မျက်လုံးတွေကအမောင်ထဲမှာတောင်သားကောင်ကိုချောင်းနေတဲ့မွေးတကောင်လိုဆူရှာနေပါတယ်။စာလိတ်ထဲကဆင်းနီကိုတီးတဲ့အဖိုးကြီးကိုရှင်ဖန်းကျန်တဲ့သူတွေအကုန်တက်လို့ရင်းကအေးစစ်ဆက်အမိန်ပေးလိုက်တယ်။ချက်ချင်းပဲအစိတ်လူးထားတဲ့မြားတွေဓမြောင်တွေကမိုးရွာသလိုကျလာပါတော့တယ်။ဒီဝေဟာသူ့ရဲ့တိုင်းကွက်တွေကိုအစွမ်းကုန်ထုတ်ပြီးမြားတွေကိုပုတ်ထုတ်နေရတယ်။ဖုံးဦးကလည်းဧကရရဲ့လိုဝဲစစ်တီတော်ပြီးရန်သူ3-4ယောက်ကိုတပြိုင်နက်တည်းရင်ဆိုင်နေတယ်။ဒါပေမဲ့ရန်သူကများလွန်းတော့သူတို့အဖွဲ့တဖြည်းဖြည်းနောက်ဆုတ်လာရရင်တောင်ကြား6ကဘာတစ်ခုရဲ့အစွန်းကိုရောက်သွားကြတယ်။အောက်ကိုကြည့်လိုက်ရင်အဆုံးမမြင်ရတဲ့ကြောင်းနဲ့ကြီးတစ်ခုပါပဲ။ဒီလိုအသက်လူရမယ့်အကြက်တဲမှာရှောင်းလင်းလေးကနောက်ထပ်ညံတစ်ခုထုတ်ပြန်တယ်။သူမဟာကြောက်လန့်နေပေမဲ့ငုံမနေပဲလွယ်အိတ်ထဲကနေတံမြာသည့်အရွယ်လောက်ရှိတဲ့တန်လုံးလေးနှလုံးကိုထုတ်လိုက်တယ်။ကိုမျက်လုံးမိတ်ထားလို့အော်ပြောပြီးအဲ့ဒီတန်လုံးလေးတွေကိုရန်သူတွေစုနေတဲ့ကြားထဲပစ်ပေါက်လိုက်တယ်။ဖုံးဆိုတဲ့ကျေလောင်တဲ့အတန်နဲ့အတူဆူရှာတဲ့အလင်းရောင်နဲ့မိခိုးဖြူတွေထောင်းကနေထွက်လာတယ်။ဒါကတော့သူမတီထွင်ထားတဲ့အလင်းတောက်ပုံးပါပဲ။တန်တို့တန်စတွေဓာတုမုန့်တွေကိုပေါင်းဆက်ပြီးလှုပ်ထားတာပါ။ကလေးတယောက်ရဲ့တီထွင်ဖန်တီးနိုင်စွမ်းကတခါတလေလူကြီးတွေတောင်မထင်မှတ်ထားလောက်အောင်အစွမ်းထက်တယ်ဆိုတာဒီနေရာမှာမြင်တွေ့ရပါတယ်။ရန်သူတွေမျက်စိကျိန်းပြီးရောင်ချာဖြစ်နေတဲ့အချိန်လေးကိုအမိအယယူပြီးဖုံးဦးကလမ်းကြောင်းဖောက်ပေးတယ်။ဟိုဘက်မှာမြက်ကြောက်တောင်ကိုကူးတဲ့ကြောက်တရားရှိတယ်။အဲ့ဒီကိုအမြန်ပြေးလို့ဖုံးဦးကအော်ပြောလိုက်တယ်။ဒီဝေကရှောင်းလင်းကိုကောက်ချပြီးမှုဖုံးနဲ့အတူမြူနင်းတွေဖုံးလွှမ်းနေတဲ့တက်တန်းရင်ကြောက်တရားကြီးစီကိုအပြေးအလွှားသွားကြတယ်။တရားကသိငယ်ပြီးအောက်ခြေမှာကြောက်နှစ်ကြီးမို့ခြေတလန်းမားတာနဲ့အသက်အန္တရာယ်ရှိနေတာပါ။သူတို့တရားပေါ်ရောက်ခါနီးမှာပဲမိခိုးတွေကြားထဲကနေအသိစိတ်ပြန်ဝင်လာတဲ့ရင်းကသူမရဲ့လေးကိုဆွဲတင်ပြီးအစိတ်လူးများတစ်စင်းကိုပြစ်လွတ်လိုက်တယ်။လက်ခနဲ့ဖြတ်သွားတဲ့မြားကရှေ့ဆုံးကပြေးနေတဲ့လီဝေကိုမထိပဲအနောက်ဆုံးကနေအပြေးလွှားလိုက်လာတဲ့ဗပဲဆရာကြီးမှုဖုံးရဲ့ကြောပြင်ကိုဖောက်ဝင်သွားပါတော့တယ်။အာမှုဖုံးကနာကျင်စွာအော်ဟစ်ရင်းမြေကြီးပေါ်ခွေရိုင်ကျသွားတယ်။ညမှာစုပ်လူးထားတဲ့အစိတ်ကပြင်းထန်လွန်းလို့သူ့ရဲ့နှုတ်ခမ်းတွေချက်ချင်းပြန်နှမ်းလာတယ်။လီဝေဟာအလန့်တကြားလဲကြည့်လိုက်တဲ့အခါသွေးအိမ်ထဲမှာလဲကျနေတဲ့ဆရာကြီးကိုတွေ့လိုက်ရတယ်။စင်းဒီလိုဝဲချက်ကိုခေါင်းထဲမှာတဦးတည်းမှတ်မိနေတဲ့အမှုဖုံးအခုလိုအစိတ်မိသွားပြီ။ဆရာကြီးလီဝေရဲ့အတန်ဟာတောင်ကြားတစ်ခုလုံးဟင်းထွက်သွားတယ်။သူဟာသွေးအိမ်ထဲမှာခွေအိမ်ကျသွားတဲ့အမှုဖုံးစီကိုအပြေးအလွှားသွားပြီးပွေ့ထူလိုက်တယ်။ဆရာကြီးရဲ့မျက်နှာဟာအစိတ်ကြောင့်ချက်ချင်းပဲဖြူဖက်ဖြူရောဖြစ်နေပြီးနှကန်းတွေကပြန်နှမ်းနေပါပြီ။ရှောင်းလင်းလေးကလည်းမျက်ရည်တွေပေါက်ပေါက်ကြရင်သူမရဲ့ဆေးလွယ်အိတ်လေးတွေကဖြည့်စည်းတချို့ကိုကြပြကြရာထုတ်ရှာနေရှာတယ်။လီဝေရှောင်းလင်းမငိုကြနဲ့လို့မှုဖုံးကအသက်ကိုခရင်စွာရှူသွင်းရင်ပြောလိုက်တယ်။ဖုံးကဆရာကြီးရဲ့သွေးပြန်ကြောကိုစမ်းကြည့်ပြီးမျက်နှာပြတ်သွားတယ်။ဒါကရင်းရဲ့မွေနဲ့အစိတ်ပဲ။အစိတ်ကနှလုံးကိုရောက်သွားပြီးဖြည့်စည်းမရှိတော့ဘူးလို့ဖုံးကခေါင်းခိုင်ရင်တိုးလေးပြောလိုက်တဲ့အခါလီဝေရဲ့မျောလင့်ချက်တွေအားလုံးရိုက်ချိုးခံလိုက်ရတယ်လို့ဖြစ်သွားတယ်။ဆရာကြီးခမ ्या ကျွန်တော်တို့ကိုထားသွားလို့မရဘူးလေ။တိုင်းပြည်ကိုကဲမဲ့စင်းနီးကဆရာကြီးခေါင်းထဲမှာပဲရှိတာလို့လီဝေကရှိုက်ကြီးတငင်ပြောလိုက်တယ်။မှုဖုံးကအာတင်ပြီးပြုံးပြတယ်။ပြီးတော့သူ့ရဲ့လက်ထဲမှာဆွဲထားတဲ့ဟောင်းနှွမ်းနေတဲ့တံမဏိဆွဲကြိုးလေးကိုဖြုတ်ပြီးလီဝေရဲ့လက်ထဲကိုထည့်ပေးလိုက်တယ်။လီဝေစင်းနီးကစားလိုက်ထဲမှာပဲရှိခဲ့တာမဟုတ်ဘူး။အဲ့ဒီစားလိုက်ကထက်ဝက်ဖဲမှန်တယ်။တကယ်တော့ချက်ကငါရဲ့ဒီဆွဲကြိုးလေးထဲမှာထွင်းထားတယ်ပြီးတော့အဲ့ဒီဆေးကိုဖော်ဆက်ဖို့ဆိုရင်တမန်ဆေးပင်တွေနဲ့မရဘူးမြတ်ကြောက်တောင်ရဲ့အဆောင်ရှောက်ဖြစ်တဲ့ကြောက်စိမ့်ကျက်တဲ့ရဲ့မျက်ရည်ဒါမှမဟုတ်သွေးတစ်စက်မပါရင်အဲ့ဒီဆေးကအစိတ်ပြန်ဖြစ်သွားလိမ့်မယ်ဒီစကားလဲဆုံရောမှုဖုံးရဲ့ခေါင်းဟာဘေးကိုလိမ့်ကျသွားပြီးထာဝရအိတ်ဆက်သွားပါတော့တယ်ဒီဝေဟာဆရာကြီးရဲ့ခန္ဓာကိုယ်ကိုဖက်ပြီးအော်ဟစ်ငိုကြွေးနေပါတော့တယ်ဒါပေမဲ့သူတို့မှဝမ်းနည်းနေဖို့အချိန်မရှိပါဘူး6ကဘာတစ်ဖက်ကနေအမဲလိုက်ဆီယမရင်းဟာသူမရဲ့တမဏိချိတ်ကျိုးကို6ကဘာဟိုဘက်ဒီဘက်ပြစ်လွဲပြီးဒီထဲကနေပြန်တန်းကကုလာနေပါပြီသူမရဲ့အနောက်မှာလဲကြံနေသေးတဲ့အရေးလောက်ကျန်သူတွေကကျိုးကိုဖမ်းဆွဲပြီးတယောက်ပြီးတယောက်ကူးလာဖို့ပြင်နေကြတယ်လီဝေးထားတော့ငါတို့သွားမရမယ်လို့ဖုံးဦးကလီဝေးရဲ့ပခုံးကိုဆွဲထူလိုက်တယ်လီဝေးဟာမျက်ရည်တွေကိုတုပ်လိုက်ပြီးမှမူဖုံးပေးခဲ့တဲ့တမဏိဆွဲကျိုးကိုလည်းပဲမှဆွတ်လိုက်တယ်သူ့ရဲ့မျက်လုံးတွေထဲမှာတော့ဝမ်းနည်းမှုတွေအစားနာကျင်မှုတွေစိတ်ပိုင်းဖြတ်မှုတွေကနေရာယူသွားပါပြီ။ဒါပေမဲ့သူတို့ရှေ့ကိုဆက်ပြေးဖို့ပြင်လိုက်တဲ့အချိန်မှာပဲ
ကြောက်စိမ့်ညံရဲ့တပ်ပင်ကြီးတွေကြားထဲကနေထူးဆန်းတဲ့အစိမ်းရောင်အလင်းနှန်းတွေဖြာထွက်လာတယ်။လေပြင်းတွေရုတ်တရက်တိုက်ခတ်လာပြီးမြေကြီးတစ်ခုလုံးတိမ်တိမ်တုံသွားတယ်။အမောင်တုတွေကနေစိမ့်လန်းတဲ့မြဝန်းအစုံနဲ့ကြီးမားလာတဲ့တရဝါကြီးတစ်ကောင်ဟာဟိန်းဟောက်တန်ကြီးပေးရင်ခုန်ထွက်လာပါတော့တယ်။ဒါဟာမှုဖုံးပြောခဲ့တဲ့ဒဏ္ဍာရီလာကြောက်စိမ့်ကျက်တက်ကြီးပဲဖြစ်ပါတယ်။ကျက်တက်ကြီးဟာတရားကိုကူးလာတဲ့ရင်းနဲ့လှုပ်ကျင်သူတွေကိုတွေ့သွားတဲ့အခါမျက်လုံးတွေနီးရဲလာပြီးအဆွဲတွေကိုထုတ်ပြလိုက်တယ်။ဒီနေ့အတွက်တင်ဆက်ပေးခဲ့တဲ့တိမ်ဆိုင်ထက်ကတာမဏိသစ္စာအပိုင်းနှစ်ကိုတော့ဒီလောက်နဲ့ပဲရန်နာခွင့်ပြုပါရှင်။ဒဏ္ဍာရီလာကျက်တက်ကြီးနဲ့ထိတ်တိုက်တွေ့နေတဲ့လီဝေတို့ရဲ့ကံကြမ္မာဘာဆက်ဖြစ်မလဲဆိုတာကိုလာမယ့်အပိုင်း3မှာဆက်လက်နားဆင်ပေးဖို့ဘဝသင်ခန်းစာ Audio Story Channel လေးကနေဖိတ်ခေါ်ပါရစေရှင်။အချိန်ပေးပြီးနားဆင်ပေးကြတဲ့ပရိသတ်ကြီးအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးကျန်းမာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ချစ်ခင်လေးစားစွာဖြင့်ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်။